ငါ့ကိုတလုံးပေးအကုန်လုံးဖေးထားတယ် ငါကမှပထမဆုံးနဲ့ဖြစ်မဲ့သူကွာ အော်ဆရာပဲတကယ်ကြီးမနာတော့ဘူးဟဲ့ဒီကုလုံးအင်အားတွေပြေဝလာတယ်လို့ခံစားရတယ်ငါနှစ်ပြီပြန်တော့မယ်ငါနှစ်ပြီပြန်တော့မယ်အာနားလိုက်တာငါဘိုက်ကြီးပေါက်ထွက်တော့မယ်ယောက်ျားရှင်ဘာဖြစ်တာလဲ မလို့ပါနဲ့ငါနဲ့မဖြစ်ချင်တော့ဘူး ငါ့ကိုကဲပါဦးငါမှရှိရပတ်စံတွေအကုန်လုံးမင်းကိုပေးပါမယ်ယောက်ျားရှင်ကပလဲအန်တက်တက်ကလေးလေးလိုချင်တာမဟုတ်လား ကြည်စမ်းပါအောင်ကျမတို့ရဲ့ကလေးတွေဘယ်လောက်တောင်ရှင်းနေကြီးထွားလာလဲဆိုတာ မင်းကတကယ်တော့ဘာကောင်းလဲ ကျမစောကြီးပဲပြောတာပဲရှင်တို့တွေမှားနေကြပြီလို့ကျမကမျက်ရည်ကျရင်ပလဲဖြစ်တယ်နဲ့တပီမဟုတ်ပါဘူးကျမကပင်လယ်နဲ့ထဲကကြောက်စရာအကောင်းဆုံးကပ်ပါကောင်ပဲ ရှင်တို့လိုလောကကြည့်ပြီးညစ်ပတ်စုပ်ပတ်တဲ့သားရည်အာဟာရမျိုးခွင့်တွေကိုအထူးရှာဖွေတတ်တာနင်မိစ္ဆာကောင်နင်မိစ္ဆာကောင်အဲ့ဒီမိစ္ဆာကောင်တွေကိုငါအပြင်ထုတ်ပြရမယ်နင်တကယ်လုံးနိုင်ခဲ့တာပဲအမရဲ့အခွန်တစ်ဘက်ကိုသူပဲမှာဝတ်ထားရလဲဂရင်အောက်ကရှိုးဘက်ကန်နေမှာနင်ကလုံးဝနဲ့တမီမဟုတ်ဘူးနင်ကမိစ္ဆာပဲနင်ကလူသားစားတဲ့ဘလူးမဟောထဲမှာနင်တဲ့ကြဲကြဲအော်လေးလေးကျမရဲ့ကလေးတွေကပြပပပစားတော့လေပဲနင်ကလူတွေကိုအတင်းကြံကိုခဲရတာသဘောကျတယ်မလားနင်ပလဲတွေကိုလိုချင်တယ်မလားအခုတော့နင်ဒီလိုသုံးမဲတဲ့နာကျင်မှုတွေကြားထဲမှာပဲတဖြည်းဖြည်းနဲ့ငုံနေလိုက်တော့နှမျောစရာကောင်းတာကနင်မျက်ရည်တစ်စက်တောင်ကြံနိုင်တော့မှာမဟုတ်ဘူး